ကိစ္စတွေကတော့ထူးပြီးဟဲ့ကျော်စွာဝင်းနဲ့ထိုးသက်ရမယ်စမီတန်ဟာဆိုရင်တော့ဖြစ်မင်းတို့အထင်ကြီးနေတဲ့ကျော်စွာဝင်းကိုသူ့အနေနဲ့အမောက်သိပ်ပြပြီးတော့စာချုပ်ကြီးကိုရအောင်ယူမယ်ဆိုပြီးတော့ကြွေးကြော်လိုက်တယ်ဗျအမှန်မှဆိုရင်ကျွန်တော်တို့နော်ဒီလ3ရက်နေ့ထင်ပါတယ်ဖေဖော်ဝါရီလ3ရက်နေ့ထင်ပါတယ်နော်ဟိုလိမ့်နင်ဂျာဟာသူ့ရဲ့နောက်ဆုံးဒါ1 championship ပွဲကိုထိုးခဲ့တယ်နိုင်ခဲ့တယ်ဆိုတော့ဟိုကျော်စွာဝင်းချတော့ဒါတလပိုင်းမှာထိုးသက်ခဲ့တယ်ပေါ့နော်ဆိုတော့နောက်လ20ရက်နေ့ဆိုတော့ဟိုပြင်ဆင်ချိန်ကတော့ကျော်စွာဝင်းတို့ဟိုဘယ်လိုပြောမလဲကောင်းမွန်ရတယ်လိမ့်နင်ဂျာခေါ်စမဒန်ချတော့ဒါပြင်ဆင်ချိန်ကျော်စွာဝင်းထက်နေငယ်ပဲရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ထူးထူးခြားခြားလေ့လာကြည့်တဲ့အခါမှာဒီပွဲကိုကမ်းလှမ်းတဲ့ကလကနောက်ပွဲမှာပါရှိနေလဲဆိုရင်ဒါလိမ့်နင်ဂျာကအခုလိုမျိုးချက်ချင်းလက်ခံလိုက်ရတဲ့အားချောင်းရင်းကဒါသူ့အနေနဲ့စာချုပ်ကြီးကိုရချင်တယ်ပထမချက်ပေါ့နော်ဒုတိယကဒီကျော်စွာဝင်းကို135ပေါင်မှာထိုးဖို့အတွက်သူတို့အနေနဲ့ကမ်းလှမ်းလိုက်တယ်ကျော်စွာဝင်းကလည်းလက်ခံလိုက်တယ်ဆိုတော့ကျော်စွာဝင်းနောက်ဆုံး1 championship မှာထိုးတဲ့เนาะဒီတလားပိုင်းမှာထိုးတဲ့ဂျပန်ကောင်နဲ့ထိုးတဲ့ပွဲမှာကကျော်စွာဝင်းရဲ့ထိုးတဲ့ဝိတ်တန်းက138ပေါင်တန်းမှာထိုးတယ်ဗျာဆိုတော့เนาะဘယ်လိုပြောမလဲအခက်ခဲဝိတ်ချတဲ့နေရာမှာတော့ကျော်စွာဝင်းဟာအခက်ခဲရှိတယ်လို့ကြားရတယ်เนาะအဲတကူတော့ရှိမယ်ဗျဆိုတော့အများပြောနေကြတယ်လို့မျိုးနော်အလိမ့်နေကြကော်စမီတန်ကကျော်စွာဝင်းတော်လွယ်ကူနေတဲ့ fighter မဟုတ်ဗျာနော်ဟိုမနိုင်လောက်ဘူးဆိုရဲ fighter မျိုးမဟုတ်ပဲမဲ့လွယ်ကူနေတဲ့ fighter မျိုးတော့မဟုတ်ဘူးသူကဒီ one Friday fight မှာ3နှစ်လောက်ကိုကျင်လည်ထားပြီးပြီဗျာဆိုတော့ကျော်စွာဝင်းလိုမျိုးခုလိုမျိုးနောက်ခံ background တောင်းနေပေါ့လေဟိုနောက်ခံမှာဒါ facesဒါကလပ်ကြီးချင်းတစ်ခုလုံးရှိနေတာတော့ဟိုလိုမျိုးမြန်မာ fighter တွေကို1 championship မှာ3နှစ်လောက်4နှစ်လောက်ကျင်လည်ပြီးသားသူနဲ့ချက်ချင်းတွေးပြီးလိုက်တာကနော်ဟိုဘယ်လိုပြောမလဲ1 championship ရဲ့တွဲဆိုင်လုပ်နေမှုတွေကမြန်မာ fighter တွေကိုဒီနောက်ပိုင်းမှာအရေးပေးနေဆိုပေမဲ့လည်းနော်ပြုံးစားကြီးဗျာသိရမလားဟိုအညွန့်ချိုးနေတယ်လို့နော်တခုမှဘယ်လိုပြောရမလဲဟိုအခုမှ1 championship ကိုရောက်လာတဲ့ကျွန်တော်ကျော်စွာဝင်းတို့ကိုเนาะအတွေ့အကြုံရှိပြီးသားကောင်လေးတွေနဲ့တွေ့ပြီးတာကတော့အင်မတန်မှဒါပြောစရာဒီပြောများနေတာပေါ့เนาะပြောစရာဖြစ်နေပေါ့ဆိုတော့စမီတန်ကတော့အသက်23နှစ်လေးပဲရှိသေးတယ်ဒါမဲ့ဝမ်းမှာ7ပွဲထူထားပြီး10ပွဲနိုင်ထားတယ်ရှုံးတဲ့3ပွဲမှာတပွဲပဲ TKO နဲ့ရှုံးထားတာပါဒါကြောင့်ဒီရဲ့1ဖတ်တန်းတွေကရက်လက်ကောင်းနေလို့ပြောလို့ရတယ်ဗျာနိုင်ပွဲ10ပွဲမှာဒါအလဲထိုးနိုင်ပွဲ3ပွဲပါဝင်နေတာဖြစ်တဲ့အတွက်အလဲထိုးပါဝါရှိတဲ့ကစားသမားလေးဖြစ်ပါတယ်စမီတန်က9ပြီလက်လက်မှရှိတာကြောင့်ကျော်စွာဝင်းထက်အရက်2လက်မှလောက်ပိုနှိမ့်ပါတယ်ဒါပေမဲ့စမီတန်ဟာအများအဖြစ်သူ့ထက်အရက်မြင့်တဲ့ fighter တွေနဲ့ပဲတွေးရလေးရှိတာကြောင့်အရက်နှိမ့်တဲ့အတွက်အခက်ခဲတော့လုံးဝမရှိပါဘူးစမီတန်ရဲ့နောက်ဆုံးရှုံးပွဲက2014နိုဝင်ဘာမှာဖြစ်တယ်ဒီနောက်ပိုင်းမှာတစ်နှစ်ကျော်အတွင်းရှုံးပွဲမရှိပဲ၄ပွဲဆက်တိုင်နိုင်ထားတယ်เนาะဆိုတော့အဲ့ဒီ၄ပွဲဆက်တိုင်မှာမြန်မာကိုစားပြုเนาะ fighter ဖြစ်တဲ့မိုးထီအောင်နဲ့စွန်ရဲတို့လည်းပါဝင်နေတာကြောင့်မလို့သူ့အနေနဲ့မြန်မာ fighter တွေကိုထုတ်တက်တဲ့ခါမှာအင်မတန်မှဒါဟိုစိတ်ခွန်အရန်မြမားနေလို့ကြားသိရပါတယ်ဗျာ